အခုခေတ်ဘေးရင်ရှာတွေကိုတော့အားနာပါတယ်ဗျာခင်ဗျားတို့ကိုဘာမှမပြောလို့ပါဘူးဒါပေမဲ့ဒီအဋ္ဌိပါဠဇတ်တော်မှာဖေကပရောဟိတ်ပုံနာဘေးရင်ရှာကိုအဲ့ဒီအဖေပရောဟိတ်ပုံနာဘေးရင်ရှာကိုဘုရားလောင်းအဋ္ဌိပါဠကတော်တော်နှိပ်ကွက်ထားတယ်ဘေးရင်နဲ့နတ်ပြည်မရောက်နိုင်ဘူးတဲ့ဘေးတင်နဲ့စီဝါဥစ္စာတွေဘာမှမရနိုင်ဘူးတဲ့အဲ့လိုဘေးတင်ဆိုတာကတကယ်ကြောက်ခဲကိုစီညစ်တယ်လို့မျိုးပိုးဆုံးကျူးနဲ့ကောက်ရိုးမီးကိုပြုတ်ပြီးတော့မီးရှာတယ်လို့မျိုးနွားမရဲ့ဂျိုကနေနှုတ်ညစ်တယ်လို့မျိုးဘာမှအကျိုးရှိတဲ့လုပ်ငန်းမဟုတ်ဘူးတဲ့ဖွဲကိုဆံရမလားလို့ထောင်းနဲ့တကယ်အစင်မပြေတဲ့လုပ်ငန်းဖြစ်တဲ့အကြောင်းကောင်းကောင်းကြီးနှိပ်ကိုထားတာကိုမှတ်သားနာကြားပူဇော်ရမှာဖြစ်ပါတယ်။ပိုက်32မှာပရောဟိတ်ဖျားဗတ်ပုံနာဤစကားကုံအောင်ကြားပြီးနောင်မှညံရောင်ထွန်းဝါဟတ္ထိပါသည်ဂါထာပင်စမရွတ်လက်ထဒီတဲ့ငါးဂါထာမြောက်ကိုရွတ်ပြီးဝေဒာနသစ္စာနဇဝိတ္တလာဘောနဗုဒ္ဓလာဘေနဇရံဝိဇဟန္တိဂန္ဒီရတိမုံစနမာဟုတန်တော်တကမ္မုနာဟောတိဖလူပပတ္တိဘေရင်ကြောင့်နတ်ပြည်နိဗ္ဗာန်မရောက်နိုင်မှုစီဝါဥစ္စာမရနိုင်မှုသားရလို့လည်းပဲကိုအိုချင်းနာကြီးတေချင်းတွေကိုမလွတ်နိုင်ဘူးခန္ဓာယုံရတ္တယုံစရှိတဲ့အာယုန်တွေကိုလွန်မြောက်မှသာလျင်ကိုအားကိုပြီးကြိုးစားမှသာလည်းဖရာအစရှိတဲ့သူတော်ကောင်းတွေကချီးမွမ်းနေတဲ့အဲ့ဒါကိုဂါရာအပိုက်33မှာဝေဒတ္တယဗန္ဒာကြ၌သိပ္ပမန္တံကြံပတိပါလိုရာယာသဥစ္စာဘောထုနှုတ်သည့်အတွင်တန်စာဆင်၍သပင်ပွဲလေဂုံစံပယ်လျက်ဆိုရေးထွက်တော်ပဒက္ခရဝဏမတ္တရာဂါထာစံကိုင်းကရိုင်းပယထံမချွတ်ဒီဟောရွတ်ပြီးပြင်းမလေးမထုံနှုတ်အာကုန်ဖြင့်မဖုံမမိုင်မယိုင်မရိပ်မစိမ့်မစွမ်းမယွန်မထိတ်ရှင်သိစိတ်တို့ဖိုဟိတ်တွေ့ခိုင်တခွန်းလိုင်းကလူတိုင်းနာမရဲဒီကြော်သေးသည်မြေကြီးရှင်ကောင်းကင်ချောင်းမြေကြောင်းကြိုက်ဆူလိုက်ဗနံကြားမွန်ရှင်ဖြင့်လွန့်တဲ့နှင့်အချိန်တန်အောင်ကျေးဇူးဆောင်၍နောက်ယခုပြည်ထဲမှုကိုမျှော်ရှုမြင်သည်အဖြည်းသာအစည်းအပွားကျိုးတရားကိုမင်းအားညွှန်ပြကိုဆုံးမသည်မွေးပသူမြတ်ပုံနာတွာပုံခတ်ဆိုးပွဲစကားဝယ်လဲတိလွယ်ပြက်မလျော့ဝက်ဒီလိုက်ဖက်သောကြောင့်ပမာဖြောင်းပိဖြစ်တောင့်ဖြစ်ခဲကြောက်စစ်သေးကိုရွယ်စီရီထွက်စိတ်သည်ဟုဆုံးကြည်အဝပုံမကြသို့ထိုမှတပါယောက်ျားမိရှာညင့်အခါဝဲရောင်ဝါထွန်းမြူပိုးစုံကျူးကိုမူရုမင်တင်ကဲကောင်းထင်၍တောက်ရှင်နိုးကောက်မှတ်ရိုးဖြင့်မှုတ်ကျိုးတန်ပလက်မချသို့ဘာလအစစ်သူမိုက်ညက်လျင်စံပြစ်စေချောင်းဖွဲကိုထောင်းတော်ပန်းချောင်းကမြဆံမရသို့နွားမနို့ဤဂျိုနဲ့တီဟုဂျို၌တီဟုကျိုးရှိများလျာတိုင်ချီထား၍ရီလျာပန်းလျာညှစ်လက်ထသို့မောဟထူထတောသွားသွက်လျင်တန်လက်ကိုရေးမှတ်မားကြည်၍လိုက်လေငတ်မပြေသည်ပန်းချေလက်ချတောက်ချင်တသို့မွေးပချီးမွမ်းတိတ်တိကျမ်းကိုဆွဲလန်းအယူတင်တော်သူသည်ထို့တူ၎င်းဖြစ်ရာရှောင်း၏လမ်းကြောင်းမတွင်ထိုဘေတင်ကဘဲခွင်လဲလား6ပါးနဲ့ရွာဗျမ20မလေးတွေသို့ရောက်ဖွယ်အကြောင်းကင်းစွာရှောင်း၏တွင်ကောင်းလွှာအကာပြက်အနှစ်မဲ့ဒီအချီးသက်ထဲနဲ့ရှင်းဟင်းလင်းနှင်းမိုးကောင်းကင်သို့မထင်အကျိုးဘာဤဆိုးကိုကြိုးစားသင်မြည်ထားပြီးနားမြမထောင်လျင်ဤဒီတဲ့သင်ဖို့မပြောနဲ့နားတော့မထောင်ခြင်းဘူးတဲ့ဘေးတင်ကိုကဲဗျာ